စပါးသင်းရဲ့နီးပြပိုစတီကိုဂလူကတော့သူ့ရဲ့နီးပြဘဝဒုတိယမြောက်ဖူးစစ်စင်မှာအောင်မြင်မှုရယူနိုင်လေရှိတဲ့အစဉ်လာကောင်းမှတ်တမ်းတစ်ရပ်ကိုထိမ့်သိမ်းနိုင်ခဲ့ပြီးတော့1999-98ဘောလုံးရာသီမှာ South Melbourne 2011-12ဘောလုံးရာသီမှာ Brisbane Roar 2019မှာ Yokohama Marino 2022-23ဘောလုံးရာသီမှာ7တင်းနဲ့အတူအောင်မြင်မှုတွေရရှိခဲ့ပြီးတော့2024-25ဘောလုံးရာသီမှာတော့စပါးနဲ့အတူဘေဂျာထိုဖီပြိုင်ပွဲတွေမှာ18နှစ်နဲ့ရက်ပေါင်း86ရက်ကြာဖလားလက်မဲ့ဖြစ်နေမှုတွေကိုလည်းအဆုံးသတ်သွားနိုင်ခဲ့တယ်။ Commentary by Zo YouTube channel ရနေပြီးတော့ကြိုဆိုပါရစေ။အခုကျွန်တော်တင်ဆက်ပေးမယ့်ပွဲကတော့ Spa 1 Man United 0 Europa League ဘောလုံးပွဲစဉ်နဲ့ပတ်သက်တဲ့အမြင်လေးပဲဖြစ်ပါတယ်။ Spa တင်ကတော့18နှစ်နဲ့86ရက်ကြာဖလားလက်မဲ့ဖြစ်နေမှုတွေကိုအဆုံးသတ်နိုင်ခဲ့ပြီးတော့Europa League ပြိုင်ပွဲမှာလည်း1984တုန်းက Kate Barkinshaw လက်အောက်မှာချန်ပီယံဆုရယူနိုင်ခဲ့ပြီးနောက်ပိုင်းနှစ်ပေါင်း40နဲ့ရက်ပေါင်း363ရက်အကြာမှာတကြောပြန်လဲရယူနိုင်ခဲ့ပြီးတော့Europa League ချန်ပီယံဆုကို3ကြိမ်တိုင်ရယူနိုင်ခဲ့တဲ့အသင်းဖြစ်မှတ်တမ်းဝင်ခဲ့သလို1982နဲ့1984မှာ UEFA Cup နာမည်နဲ့ရရှိခဲ့ပြီးတော့2025မှာတော့ Europa League နာမည်နဲ့ရယူနိုင်ခဲ့သလိုလီဗာပူးအသင်းနဲ့အတူဒီပြိုင်ပွဲမှာချန်ပီယံဆု3ကြိမ်နဲ့အင်္ဂလန်ကလပ်အသင်းတွေထဲမှာအောင်မြင်ဆုံးအသင်းဖြစ်ပူးတွဲရပ်တည်နေသလိုဒီဘက်မှာတော့နီးပြပိုစတီကိုဂလူနေနဲ့သူ့ရဲ့ကိုပိုင်ဒသနာတွေကိုစွန့်လွတ်ပြီးတော့ defensive display ကောင်းကောင်းနဲ့ United ကိုအနိုင်ရခဲ့တာကိုတွေ့ရတယ်။ပုံမှန်အဖြစ်ပြောမယ်ဆိုရင်တော့ ပိုစတီကိုဂလူဆိုတဲ့နီးပြကတိုက်စစ်ပြီးရင်တိုက်စစ်သွားပြီးတော့ highline တစ်ဖက်နဲ့အချိန်တိုင်းမှာပြိုင်ဘက်ကိုဖိအားပေးကစားလေးရှိတဲ့နီးပြဖြစ်ပေမဲ့လည်းဒီဘက်မှာတော့လက်တွေ့ကျတဲ့ချင်းကပ်မှုနဲ့အတူကွင်းလယ်မှာပါပီဆာရဲ့ဘန်တန်ကော်ရဲ့ပစ်ဆူမာရဲ့ကိုတွဲပြီးတော့တကယ်ကိုကွင်းလယ်မှာ defensive midfielder 3ယောက်ကိုတွဲသုံးပြီးတော့ United ကိုအကောင်းဆုံးတုံ့ပြန်သွားနိုင်ခဲ့တာကိုတွေ့ရတယ်ဒီလိုဖြစ်လာဖို့ကလည်းအသင်းရဲ့အဓိကကွင်းလယ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ James Maddison တို့ Kulusevski တို့ Lucas Bernardo တို့ကစားသမားမျိုးတွေတန်ရာကြောင့်မပါနိုင်တာလည်းဒီပြပိုစတီကိုဂလူနဲ့ဒီနီးဗျူဟာကိုရွေးချယ်ဖို့အတွက်တွန်းအားတရက်ဖြစ်စေခဲ့သလိုသူ့ရဲ့မှန်ကန်တဲ့နီးဗျူဟာရွေးချယ်မှုကလည်းဒီပွဲမှာအနိုင်ရဖို့အတွက်အဓိကအခန်းကဏ္ဍမှာရှိခဲ့တယ်ဒီဘက်မှာစပါးသင်းကတော့ဘောလုံးပိုင်ဆိုင်မှု29ရာခိုင်နှုန်းကန်ချက်3ကြိမ် pass complete က115ကြိမ်ပဲရှိပြီးတော့2009-2010ရာသီ Opta ရဲ့ဒီလိုအချက်လက်ပြုစုမှုတွေပါဝင်ခဲ့ပြီးနောက်ပိုင်းဥရောပအဆင့်မေဂျာပြိုင်ပွဲတွေမှာအနိုင်ဆုံးစွမ်းဆောင်ရည်နဲ့အောင်မြင်မှုရခဲ့တဲ့အသင်းဖြစ်လဲမှတ်တမ်းဝင်ခဲ့တယ်ဒီဘက်မှာစပါးအသင်းမှာချီးကျူးရမယ့်ကစားသမားတွေကတော့ဂိုးသမား Vicario ခန်းစစ်က Romero နဲ့ Van de Ven တို့ပါ Vicario ကဒီဘက်မှာစစ်5ကြိမ်နဲ့အတူစပါးသင်းရဲ့ဂိုးဘက်ကိုအကောင်းဆုံးကာကွယ်နိုင်ခဲ့ပြီးတော့ Van de Ven ကလည်း68မိနစ်မှာ Hoyland ရဲ့ခေါင်းတိုက်ချက်ကိုဂိုးစည်းပေါ်ကနေလေပေါ်မှာရှင်းထုတ်နိုင်ခဲ့ပြီးတော့ဒီဘက်မှာတကယ် crucial movement တစ်ခုကိုလှုပ်သွားနိုင်ခဲ့တယ် Romero ကတော့ပြိုင်ဘက်ကစားသမားတွေကိုစိတ်ပိုင်းရုပ်ပိုင်းအရာတော်တော်လေးကိုအသာရအောင်ကစားနိုင်ခဲ့ပြီးတော့ဒီပွဲမှာ Romero ကအသင်းရဲ့ခန်းစစ်ကိုအကောင်းဆုံးဦးဆောင်နိုင်ခဲ့သလိုဒီပွဲရဲ့ official man of the match က Romero ရခဲ့တယ်ဆိုရင်ပဲကျွန်တော်ရဲ့တဦးတဲ့အမြင်ရတော့ Vicario ကပို့ပြီးတော့ထိုက်တန်တယ်လို့ယုံကြည်တယ်။ Postecoglou ကတော့ Australia နီးပြထဲမှာဥရောပအဆင့်ပြိုင်ပွဲမှာပထမဦးဆုံးအကြိမ်ဘောလုံးဘက်ကိုပို့ဆောင်နိုင်တဲ့နီးပြဖြစ်ခဲ့သလို Europa League ပြိုင်ပွဲမှာအောင်မြင်မှုရခဲ့တဲ့ပထမဆုံးအာရှနီးပြဖြစ်လဲမှတ်တမ်းဝင်ခဲ့တယ်။တကယ် Postecoglou ကဒီပွဲမှာတော့တကယ်လှုပ်တင်လှုပ်ထိုက်တဲ့အရာတွေကိုလှုပ်သွားခဲ့ပြီးတော့လူစားပြောင်းလဲမှုတွေကိုကြည့်မယ်ဆိုရင်လည်းဒဏ်ရာရသွားခဲ့တဲ့ Richarlison ရဲ့နေရာမှာဝိုင်းရင်အသင်းကောင်းဆောင်ဆွန်အောင်မင်ကိုထည့်ခဲ့တဲ့ offensive action တစ်ခုလောက်ပဲပါဝင်ခဲ့ပြီးတော့တခြားလူစားပြောင်းလဲမှုတွေကိုကြည့်မယ်ဆိုရင်တော့ defensive action ကိုပဲအဓိကအသားပေးသွားခဲ့ပြီးတော့ Brendan Johnson ရဲ့နေရာမှာ Danso ထည့်ပြီးတော့ fight back ပုံစံပြောင်းလိုက်တာမျိုးခန်းစစ်ကဘယ်နောက်ခံလူ Udogi ရဲ့နေရာမှာ Jasper ကိုထည့်ပြီးတော့ခန်းစစ်ကိုကာဗာဖြစ်အောင်ထပ်လုပ်တာမျိုးပြီးတော့ကွင်းလယ်က Papisa ရဲ့နေရာမှာArchie Gray ကိုထည့်ပြီးတော့ခန်းစစ်ကိုပို့ပြီးတော့ solid ဖြစ်အောင်လုပ်ခဲ့တာမျိုးတွေကဒီပွဲကိုအနိုင်ရဖို့အတွက်မှန်ကန်တဲ့ချင်းကပ်မှုတွေလုပ်နိုင်ခဲ့တဲ့ဒီပြ Postecoglou ရဲ့ဒီပွဲပေါ်မှာချင်းကပ်မှုတွေကိုလည်းအတိမတ်ပြုချီးကျူးရမယ်ဒီပွဲမှာတော့ Man United အသင်းကပို့ပြီးတော့ရေပန်းစားတဲ့အသင်းဖြစ်သတ်မှတ်ခြင်းခံရသလိုဖြတ်သန်းလာမှုတွေကိုကြည့်မယ်ဆိုလည်းပို့ပြီးတော့ခက်ခဲတဲ့ပြိုင်ဘက်တွေကိုကြော်ဖြတ်ခဲ့ရပြီးတော့ Sociedad တို့ Lyon တို့ Bilbao တို့ကိုကြော်ဖြတ်နိုင်ခဲ့တဲ့ခြေစွမ်းကြောင့် Man United ကချန်ပီယံဖြစ်ဖို့အတွက်ပို့ပြီးတော့ favorite ဖြစ်ခဲ့ပေမဲ့လည်းတကယ်တမ်းဒီပွဲမှာတော့ဒီပြနှစ်ဦးရဲ့နီးပြွာချင်းကပ်မှုတွေကစကားပြောသွားခဲ့သလိုအမိုရင်ကတော့ဒီပွဲမှာသူတို့နောက်ဆုံး Premier League Chelsea နဲ့ကစားခဲ့တဲ့လူစင်းကို10ယောက်ထိပြန်သုံးခဲ့ပြီးတော့
လင်တီလော့ရဲ့နေရာမှာဒီနေ့မှာယူရိုကိုတနေရာပဲအပြောင်းလဲလုပ်ခဲ့ပြီးတော့ပြီးခဲ့တဲ့9ရက်လောက်ကကစားခဲ့လူစင်တိုင်းပဲပေါ်ထွက်လာခဲ့ပြီးတော့နီးပြူကရွေးချယ်မှုတွေမှာအမော်ဒီနေနဲ့အမှားရင်းလုပ်ခဲ့လို့ကျွန်တော်ကတော့ဝေဖန်ခြင်းနဲ့အဓိကထောက်ပြရမယ့်ချက်ကတော့ကာလအကြာကြီးဒဏ်ရာကြောင့်ပွဲစဉ်တွေနဲ့ဝေးကွာနေခဲ့တဲ့မေဆန်မောင်ကိုဂိမ်းရတန်မမှန်သေးပဲနဲ့ပွဲထွက်လူစင်မှာအရေးစွန့်သုံးခဲ့တဲ့အချက်ပဲတကယ်လို့သာမေဆန်မောင်ကိုမသုံးခဲ့ပဲနဲ့မေဆန်မောင်ရဲ့နေရာမှာဘရူနိုဖာနန်ဒက်ကိုကစားစေပြီးတော့ကွင်းလယ်မှာကက်စမီယိုနဲ့အူဂါဒီကိုတွဲကစားမယ်ဆိုရင်ကွင်းလယ်မှာလည်းပိုပြီးမာကျောမယ်လိုဝါနုံလည်းပိုကောင်းမယ်ဘရူနိုဖာနန်ဒက်ရဲ့ attacking threat တွေကိုလည်းမြင်ရမယ်ဒီဘက်မှာတော့ဘရူနိုဖာနန်ဒက်ကိုယ်တိုင်အကောင်းဆုံးခြေစွမ်းမရခဲ့သလိုသူတို့ရဲ့ကန်သွင်းချက်တွေကိုလည်းပြိုင်ဘက်ကိုသမားဗီဂါရီယိုကအကြီးကြီးလက်စွမ်းပြပြီးတော့ကာကွယ်ခဲ့တာကိုတွေ့ရတယ်မန်ယူနိုက်တက်အနေနဲ့ယူရိုပါလိမှာ2ကြိမ်ဆက်ရှုံးပွဲကြုံတွေ့ခဲ့ပြီးတော့2021-22ဘောလုံးရာသီမှာဗီလာရီယယ်ကိုဆိုရှာလက်အောက်မှာပင်နယ်တီနဲ့ရှုံးခဲ့သလိုအခုဒီရာသီမှာလည်းစပါးသင်းကိုထပ်ပြီးတော့ရှုံးနေခဲ့ပြီးတော့ဥရောပစစ်မေဂျာပြိုင်ပွဲတွေမှာနောက်ဆုံး9ချိန်မှာမန်ယူနိုက်တက်အနေနဲ့တစ်ချိန်ပဲချန်ပီယံဖြစ်ခဲ့ပြီးတော့မော်ရီညိုလက်ထက်2016-19မှာအေဂျက်ကိုအနိုင်ရတဲ့တစ်ချိန်ပဲချန်ပီယံဖြစ်ခဲ့ပြီးတော့4ချိန်ကဖလားနဲ့လွဲချော်ခဲ့ရတာတော်တော်ကိုနှမျောစရာကောင်းတယ်ချန်ပီယံလိမှာအားလုံးမှတ်မိနေအောင်မဲ့ဖာဂီရဲ့အကောင်းဆုံးအချိန်မှာ2009နဲ့2017မှာဘာစီလိုနာကို2ကြိမ်ဆက်တိုက်ရှုံးပြီးတော့ချန်ပီယံလိနဲ့တီလွဲခဲ့ရသလိုယူရိုပါလိမှာလည်း2ကြိမ်ဆက်တိုက်လွဲချော်ခဲ့ရတာကတော့မန်ယူနိုက်တက်အတွက်တော်တော်လေးကိုမချစ်တင်ခဲ့ဖြစ်စရာအခိုက်အတန့်လို့ဆိုရမယ်ဒီပွဲစဉ်မှာမန်ယူနိုက်တက်အသင်းကဘောလုံးပိုင်ဆိုင်မှု83%ကန်ချက်16ကြိမ်ဂိုးပေါက်တက်ကန်ချက်9ကြိမ်ရှိခဲ့ပေမဲ့လည်းသူတို့ရဲ့ကန်သွင်းချက်တွေ clear ကတ်ချက်မဖြစ်ခဲ့တာတွေရောအဆုံးသက်ပိုင်းအားနည်းခဲ့တာတွေရောပြိုင်ဘက်ရဲ့ခံစစ်နဲ့ကိုသမားဗီဂါရီယိုရဲ့လက်စွမ်းပြကာကွယ်မှုတွေကြောင့်မန်ယူနိုက်တက်အသင်းရဲ့ကြိုးစားမှုတွေကအရာမထင်ခဲ့ပဲနဲ့ပထမပိုင်းမှာ16မိနစ်လောက်မှာအာမက်ဒီယယ်လိုရဲ့ညာချေနဲ့တောင်းပြတ်ကန်သွင်းချက်ဂိုးသွားပြီလို့ထင်ရပေမဲ့လည်းကတ်ထွက်သွားခဲ့တယ်လို့ဒုတိယပိုင်းမှာတော့မန်ယူနိုက်တက်အသင်းကပို့ပြီးတော့အခွင့်အရေးတွေရခဲ့တယ်လို့စပါးအသင်းကလည်းခံစစ်ကိုလုံးဝ deep ထိုင်ပြီးတော့ခံစစ်9ယောက်တန်းနဲ့မန်ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှန်သမျှကိုကျုံတယ်လို့ရှင်းထုတ်ပြီးတော့ခံစစ်အသေးနဲ့ကစားသွားချိန်မှာတော့အချိန်ချင်းကန်သွင်းချိတ်ချမှုတွေရရှိခဲ့တယ်ဒုတိယပိုင်းတစ်ပိုင်းနဲ့မန်ယူနိုက်တက်က17ချိန်လောက်ကန်ဝင်ရရှိခဲ့တယ်ဂိုးပေါက်တဲ့ကန်ချက်ကလည်း3ချိန်လောက်ရှိခဲ့ပြီးတော့68မိနစ်မှာတော့ဒီဘက်မှာတေချာပေါက်ဂိုးပြီလို့ထင်ရတဲ့အခိုက်အတန့်အဖြစ်ဝိုင်လန်ရဲ့ခေါင်းတိုက်ချက်ကိုဗန်ဒီဗန်ဂိုးစီးပေါ်ကနေမြေမကျပြန်လည်ရှင်းထုတ်သွားမှုကဒီပွဲရဲ့ movement of the match ဖြစ်ရှိခဲ့တယ်လို့ပြည်သက်တွေရင်ထဲမှာဟာကနေဟင်ကနေဖြစ်သွားစေမဲ့အခိုက်အတန့်မျိုးဖြစ်ပြီးတော့ဗန်ဒီဗန်ရဲ့စောစောတမန်ကာကွယ်မှုကတော်ကိုကောင်းမွန်ခဲ့တာတွေ့ရတယ်အဲ့နောက်ပိုင်းမှာ82မိနစ်မှာညာချမ်းကမာဇရာဝီရဲ့ဖြတ်တင်ပေးပို့မှုကိုဘရူနိုဖာနန်နဲ့လွတ်ကျွတ်ကောင်းတိုက်ခွင့်ရရှိခဲ့ပေမဲ့လည်းကောင်းတိုက်ချက်ကလွဲချော်ခဲ့တယ်လို့ဘေဆန်မောင်ရဲ့နေရာမှာလူစားဝင်လာတဲ့ဂါနာချိုရဲ့84မိနစ်ကတောင်းပြက်အနေဘောကန်သွင်းချက်ကလည်းကိုရဖို့တော်တော်လေးနှိစက်ခဲ့ပြီးတော့ပွဲပြီးကာနီတီမန်ယူနိုက်တက်အသင်းကခြေပါကိုရဖို့အတွက်တင်ကစားခဲ့ပေမဲ့လည်း68မိနစ်မှာလူရှော့ရဲ့ခေါင်းတိုက်ချက်ကိုသမားဗီဂါရီယိုနောက်တစ်ချိန်ထပ်ပြီးတော့ကာကွယ်သွားနိုင်ခဲ့တယ်လို့98မိနစ်မှာလည်းကက်စမီယိုနဲ့ဂါနာချိုတို့ရလာတဲ့အခွင့်အရေးကိုကန်သွင်းဖို့ကြိုးစားခဲ့ရမှာတော့ကက်စမီယိုရဲ့နောက်ပြန်ကန်ချက်ကလွဲချော်သွားခဲ့တယ်မန်ယူနိုက်တက်အတွက်ထိုးနှက်ချက်တစ်ခုကတော့စပါးသင်းကိုဒီယာဒီတွေ့ဆုံခဲ့တဲ့၄ပွဲစလုံးရှုံးနေခဲ့ပြီးတော့1985-86ဘောလုံးရာသီမှာအေဗာတန်သင်းကို100ရာသီအတွင်းမှာ4ပွဲရှုံးနေခဲ့တဲ့မှတ်တမ်းပြီးရင်အဆိုးဆုံးမှတ်တမ်းတစ်ခုနဲ့ပြန်ရင်ဆိုင်ခဲ့ရသလိုစပါးသင်းကို9ပွဲစတိုက်နိုင်ပွဲမရခဲ့တဲ့မှတ်တမ်းစုနဲ့လည်းထပ်ပြီးတော့ကြုံခဲ့ရတယ်100ရာသီလုံးအကောင်းဆုံးခြေစွမ်းနဲ့ဒီယာဒီရှုံးပွဲဖြစ်ကစားထားနိုင်ခဲ့ပေမဲ့လည်းစင်မြောင်ကြီးအမိကြမှာတစ်ဆိုသလိုနောက်ဆုံးပိုလူပွဲမှာတပွဲတည်းသောရှုံးပွဲနဲ့အတူဖလားလက်မဲ့ဖြစ်သွားခဲ့တဲ့မန်ယူနိုက်တက်တော်တော်နှမျောစရာကောင်းပြီးတော့ပြီးခဲ့တဲ့ရာသီမှာလည်းဒီလိုအဖြစ်ပြက်မျိုးလီဗာပူးစင်သင်းကြုံခဲ့ပြီးတော့100ရာသီလုံးရှုံးပွဲမရှိကစားခဲ့ပြီးမှပိုလူပွဲမှာအတလန်တာအသင်းကို3-0နဲ့ရှုံးပြီးတော့ဖလားနဲ့လွဲချော်ခဲ့ရသလိုမန်ယူနိုက်တက်ကလည်းတိုက်ဆိုင်100ရာသီလုံးဥရောပစစ်မှာရှုံးပွဲမရှိကစားခဲ့ပြီးမှပိုလူပွဲမှာတပွဲတော်ရှုံးပွဲကဖလားနဲ့လွဲချော်စေခဲ့တာကတော့တော်တော်ကိုနှမျောစရာကောင်းပြီးတော့မန်ယူနိုက်တက်အနေနဲ့လာမယ့်ရာသီမှာပြင်ဆင်မှုတွေအများကြီးလုပ်ဖို့လိုနေပြီဒီပြအမော်ရီအနေနဲ့လည်းပို့ပြီးတော့လက်တွေ့ဆန်တဲ့နီးဗျူဟာတွေချင်းကပ်မှုမျိုးတွေလုပ်ဖို့လိုတယ်သူ့ရဲ့ကိုယ်ပိုင်ဒသနာကြီးကိုပဲတောက်လျှောက်သွတ်သွင်းနေမယ်ဆိုရင်တော့ဒီလိုပြဿနာမျိုးတွေလည်းလာမယ့်ရာသီမှာရှေ့လျှောက်လဲကြုံနိုင်တယ်အမော်ရီရဲ့ယူနိုက်တက်ကပရီးမီးယားလိမှာလည်း10ပွဲဆက်တိုက်နိုင်ပွဲပြောင်းနေတယ်လို့လက်ရှိရက်တီမှုရကြည့်မယ်ဆိုလဲအဆင့်16မှာရှိနေပြီးတော့ရက်တီမှုရလဲတော်တော်လေးကိုနှိမ်ပါတဲ့ယူနိုက်တက်အတွက်ဖလားလက်မဲ့ရာသီကတာမန်အခြေအနေတစ်ဆက်ပို့ပြီးတော့စိုးရတဲ့ရာသီတစ်ခုဖြစ်ခဲ့တယ်လို့လာမယ့်ရာသီမှာအမော်ရီအနေနဲ့မန်ယူနိုက်တက်ကိုဘယ်လိုပုံစံမျိုးနဲ့လမ်းကြောင်းမှန်တစ်ခုကိုတင်ပြပေးနိုင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမယ်ခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့စပါးသင်းရဲ့ယူရိုပါလိအောင်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary ပိုင်းဆို YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးနောက်လာမယ့်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်